Tesla ဈေးကွက်ကိုတုံ့လုံအောင်လုပ်တတ်တဲ့ marketing strategy Tesla ဟာတာမန်ကားကုမ္ပဏီမဟုတ်ပါဘူးဒီကမ္ဘာမှာ auto industry ကို root level ကနေပြောင်းလဲနိုင်ခဲ့တဲ့နာမည်ကြီး brand တစ်ခုပါဒါပေမဲ့ Tesla ကတကယ် EDS မလုပ်ဘူးဆိုတာသင်သိပါသလားဒီဗီဒီယိုမှာတော့ Tesla ရဲ့ NOS ရဲ့ marketing secret 5 ချက်ကိုပြပြပေးသွားပါမယ်နံပါတ်1 product တစ်ခုနဲ့ပဲ viral ဖြစ်သွားတဲ့ Tesla product တစ်ခုနဲ့ပဲ viral ဖြစ်သွားတဲ့ Tesla က traditional EDS မသုံးဘဲ product ကိုပဲအဓိကထားပါတယ် Tesla ရဲ့ Model S, Model 3, Model 8, Model Y ဒီကားတွေကိုဒီဇိုင်းစလုပ်တဲ့က futuristic look နဲ့ technology ပေါင်းစပ်ထားတာကလူအများနဲ့မတူပါဘူးကားတစ်စီးတည်းက Tesla ပါ Eco Warrior, Status Seeker ကိုတပြိုင်နက်တည်းဆွဲဆောင်တတ်ပါတယ်နံပါတ်2 Elon Musk နဲ့ Walking Advertisement Tesla ရဲ့ CEO Elon Musk ကိုတော့မသိရသူမရှိပါဘူးသူ့ရဲ့ tweet တစ်ခုနဲ့ပဲ stock price ထလာတာမကြသေးပါဘူး Tesla ကို promote မလုပ်ဘဲ Elon Musk ကိုစောင့်ကြည့်နားထောင်နေတဲ့သူတွေဟာဓာတ်ရိုက် Tesla ရဲ့ fan ဖြစ်လာကြတော့တာပါပဲဒါနဲ့ဒီနေရာမှာကြွညာစရာလေးတစ်ခုရှိပါတယ်အဲ့ဒါကတော့လူကြီးမင်းတို့ရဲ့ business အတွက် marketing အကြောင်းတွေကိုသိချင်တာရှိရင်ညီမတို့နဲ့တိုင်ပင်ဆွေးနွေးလို့ရပါတယ်တိုင်ပင်ဆွေးနွေးလို့ရတဲ့ပြင်ညီမတို့ရဲ့ 28 page မှာ marketing service အတွက်လိုအပ်လာခဲ့ရင်လည်းအဲ့လိုရမယ့် package လေးတွေရှိပါတယ်နော်အသေးစိတ်ကိုတော့ page messenger ကနေတိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်နံပါတ်3 social media ကို upload သုံးတယ်ဟုတ်ပါတယ် Tesla ဟာ official marketing campaign မရှိပေမဲ့ social media ပေါ်မှာတော့ hype create တော်တော်လေးလုပ်နိုင်တယ် new feature တစ်ခုကိုတင်လိုက်တာနဲ့ Twitter, YouTube, Reddit ပေါ်မှာခဏအတွင်း viral ဖြစ်ပြီးတော့ Tesla ရဲ့ fan တွေက organic marketing team တစ်ခုလိုမျိုးဖြစ်သွားတော့တာပါပဲနံပါတ်4 customer တွေကို brand ambassador လုပ်တယ် Tesla owner တယောက်ယောက်ကသူ့ရဲ့ car experience ကို share လုပ်တာနဲ့သူ့ရဲ့ပတ်ဝန်းကျင်မှာ Tesla ကြည့်ချင်တဲ့သူတွေတိုးလာတော့တာပဲ Tesla ရဲ့ refer program တော့ရှိပါတယ် Tesla owner တယောက်ကသူ့ refer link နဲ့တခြားသူတွေကို buying decision မှာ push လုပ်နိုင်တာကိုတွေ့ရပါတယ်နံပါတ်5 PR stand နဲ့ viral moment Tesla Roadster ကို space တွေကိုပို့တာ Cybertruck launch မှာ glass ကချိုးသွားတာ mistake ဖြစ်ပေမဲ့ means ဖြစ်ပြီး attention ရသွားတယ် Full self-driving demos robot development AID ဒီအရာတွေက media coverage အများကြီးရပါတယ်တခုပြောပြချင်တာက Tesla ရဲ့ marketing success က ADS မဟုတ်ပေမဲ့အာယုံပြုတ်ဖို့ထိုက်တယ်နဲ့ brand တစ်ခုဖြစ်လာတဲ့နည်းပညာနဲ့ခင်မီရဲ့ image ထဲမှာတော့သွားပြီးကွက်တိကြတယ်ကဲဒီနေ့မှာတော့ Tesla marketing အကြောင်းကိုအနည်းငယ်သိလိုက်ရမှာပဲဖြစ်ပါတယ်ရှင်နောက်ထောင်ပေးတဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်